အယောင်မပြောင်းနဲ့မင်းဘယ်တော့ပဲအလင်းဖြစ်အောင်လောင်ကျွမ်းနေတယ်အဲ့ဒီအလင်းကိုဝေးထွေးတယ်လို့မြင်နဲ့မျက်လုံးရှိတယ်လို့မျက်စိဆူးတယ်လို့မုန်းနဲ့မျက်လုံးရှိနေအောင်ပါမင်းဘယ်တော့ပဲယူတာအောင်ရှင်တန်နေလဲချစ်တဲ့သူကအကြောင်းမလို့ပဲချစ်နေမုန်းလို့ဆုံးဖြတ်ထားတဲ့သူကတော့အမားမရှိတဲ့အပြစ်ရှာနေမှာဒါကြောင့်လူတွေရဲ့စိတ်အယောင်တော့မလိုက်ဘယ်သူကဘလူအယောင်ဆိုးဆိုးကိုယ့်ရဲ့နှလုံးသားကအယောင်မပြောင်းစေနဲ့လောကမှာလိုတဲ့အချိန်လက်ဆွဲခေါ်ပြီးမလိုတဲ့အချိန်နောက်ကျောလှည့်သွားတဲ့လူတွေကယာတိဥထုလိုပဲအမြဲပြောင်းလဲနေတတ်တယ်ဒါပေမဲ့မင်းရဲ့ကောင်းတဲ့အကျင့်ကိုသူတို့ရဲ့အပြောင်းအလဲတိုင်းမပြောင်းလဲလိုက်ရင်ချစ်တဲ့စိတ်ကိုမြင့်အပေါ်မှာစစ်မှန်တဲ့အယောင်မဆိုးတဲ့တန်မိုးထားတဲ့သူတွေအတွက်တိမ်ထားပါပုံနေတဲ့အတီကိုအပင်ကအငြင်းမဖတ်ထားဘူးအချိန်တိုင်းရင်သူ့အလိုလိုကြွေးကြသွားတယ်ပုံနေတဲ့အတီကိုအတင်းဆွဲပြုတ်နေရင်ကိုယ်လက်ပဲညစ်ပြီးသွားမယ်တချို့လူတွေကိုအနိုင်ယူနေဖို့မလိုဘူးအချိန်ကိုပဲပေးလိုက်ပါအချိန်ကအမှန်တရားကိုတက်တည်ပြပြီးမျက်နှာဖုံးမျိုးကိုယ်တိုင်ချုပ်ပြီးလိုက်တယ်ဘဝမှာရေးကြီးတာကလူတိုင်းရဲ့ချစ်ချင်းကိုရဖို့မဟုတ်ဘူးကိုယ့်ရဲ့တန်ဖိုးမပြောက်အောင်ထိန်းထားဖို့ပဲအယောင်ပြောင်းတတ်တဲ့လူတွေကြားမှာအယောင်မပြောင်းတဲ့စိတ်နဲ့ယက်တီနိုင်သူကနောက်ဆုံးမှအလေးစားခံရတဲ့လူတစ်ယောက်ဖြစ်လာတယ်လူကွာစား